ဆုံးစွာချက်သေးကိုဝေဖြာသည်အချီတက်ကတူမှာအချောင်းဆုံးရောချူယူဘုခုရတက်ကတူမှာချိုးစာပေကြီးတနေတာအနုပညာအစရမလေးဆိုဒီပစ္စည်းငြိမ်းငြိမ်းညောင်းစွာမလို့ဒီချူဖို့
can tamo asisamo pinazo la apomo kayo
on, lady, what could be your all alone? Gotcha. Sing it, Peter, time and in. Body, not a trip, you all eliminated. Tonight, all maybe pure, me like. Come on, lady, what could be your all alone? Gotcha. Sing it now, so they say, oh, yeah, you might say, come on, lady, say, oh, me, gotcha. In my lane, with the news, I'm willing to look baby. Man, my lane, but the dog, to look baby. Gotta see in the ball of dog, it's out. Hunting like the all of baby, dead, it's out. The chain ring, or the yellow bar, oh, tell you. The thing ring, oh, pure be, yeah. Betty, come and soon I will let big on baby, baby. Tonight we go lay, come on, top on top of baby. Queen, yeah, shouldn't say, down, yeah, we might say, come on, lady, say, I'll make contact. Sing the beat, I'm telling it. Naughty, naughty, baby, all eliminated. Tonight we all make it pure, me like. Come on, lady, what could be your all alone? Gotcha. Sing the beat, I'm telling it. Naughty, naughty, baby, all eliminated. Tonight we all make it pure, me like. Come on, lady, what could be your all alone? Gotcha. Hi.
IND ဌာနမှအမှားစကားပြောကြားခြင်းအစီအစဉ်300ကျောင်းသူကျောင်းသားများမှာကြောကြိုးပြပူဇော်ကြောခြင်းအစီအစဉ်400ကျောင်းကြီးနှင့်ဆရာဆရာမများအားကြောပစ္စည်းများပေးအပ်ခြင်းအစီအစဉ်900အကျွေးပွဲပြည့်အခမ်းခြင်းအစီအစဉ်600ပထမပိုင်းအစီအစဉ်ပြီးဆုံးကြောင်းကျင်းပခြင်းဖြစ်ပါသည်ခန္ဓာအစီအစဉ်1ရာအကြောင်းကြီးမှာဩဝါဒမေကွန်ပြောကြားပေးရန်၄သောပန်ကြားအပ်ပါခင်ဗျာမအောင်ဆုံးနေတယ်ပြောရင်ဗီဒီယိုရိုက်တော့ဒီမှာညဇက်လည်းပါတယ်ညဇက်လည်းပါတယ်ကိုကြောင်းနေတဲ့ပတ်သက်တဲ့အဲ့လိုမှမဟုတ်ဘူးဆိုရင်ဒါကြီးအဲ့ဒီဗီဒီယိုသိမလားအဲ့ဒါမှမဟုတ်ဘူးနောက်တစ်ခုကကိုအာစီယာပူဇော်ပွဲဆိုတော့ဒါတော့အပြည့်ရှိလို့အနှစ်တာအပြည့်ရှိတယ်ဆရာတွေကိုချတောင်းနိုင်တယ်ပွဲမဟုတ်ပါဘူးเนาะအပြည့်လည်းမရှိပါဘူးပူဇော်ထိုက်သူပူဇော်တယ်ပွဲပြီးပြန်တယ်ဖက်လို့ပြေးတယ်အဲ့တော့ဒါတော့ဘုရားကအပြည့်မရှိပါဘူးအဲ့တော့ပူဇော်ထိုက်တဲ့ပူဇော်တယ်ပွဲပြီးအစဉ်လာရကျင်းပနေတဲ့ဘယ်လိုလဲမဟုတ်တကယ်ကိုရှင်နေရနေပူဇော်ထိုက်တဲ့သူပူဇော်လူတဲ့ဆန္ဒဖြစ်ပေါ်လာတဲ့အချိန်ပူဇော်ရတယ်အဲ့ဒါမျိုးပဲဆရာကြီးဖြစ်စေတယ်ဒီပွဲတစ်ခုမဖြစ်မနေလုံးဝဖြစ်ရမယ်ဆိုတော့ပွဲမျိုးမဟုတ်ဘူးအားတရားပူဇော်နောက်ဒါတို့သမီးတို့ဆုံးမစကားပြောနေတာIND ဌာနတော့ဆရာကြီးတို့များခန်းနေပေါင်းခဲ့တဲ့အချိန်ဒေဂျာအားလုံးထဲမှာစံပြထားလို့ရတဲ့ဌာနတွေ။ကျောင်းတက်လည်းပတ်တယ်။အတန်းတွေမှာဆိုလည်းကျောင်းသူကျောင်းသားတွေကဒီနဲ့စိတ်ဝင်စားတယ်။ကျောင်းတက်။တို့လည်းစူးစမ်းအားထုတ်တာပဲ။ 80% ကအမျိုးသမီးတွေဖန်ဖို့နေတာပေါ့ဗျာ။ဒီကျောင်းမှာယောက်ျားလေးတွေနဲ့ညမောင်တန်းနိုင်ပြီးတော့တို့ကဘာကြီးကိုခံနေလာတော့ဒီစိုက်ပျိုးရေးလူနေမှုဘဝနေပြီးတော့ဒီ industrial society စက်မှုဖြစ်ပြီးပြောင်းလဲလာစူးစမ်းနေကြစူးစမ်းနေကြတော့ဒီ developed country တွေမှာတော့အကုန်လုံးစက်မှုဖြစ်ပြီးပြင်းမြောက်စွာအောင်မြင်သွားပြီးတော့ကျိုင်တို့နိုင်ငံမှာစက်မှုနိုင်ငံထူထောင်ရုံနဲ့တည်းတိုင်းပြည်တွေကတခြားနိုင်ငံတွေနဲ့လိုက်ပြီးတော့ရေမောင်မတက်နိုင်ဘူးခင်းတဲ့အညီလည်းလုံးညီတွေသာဖြစ်ဖို့အတွက်အခုနောက်ပိုင်းရဆရာတို့ post industrial society เนาะစက်မှုလုံဖြစ်အဲ့ဒီဖြစ်ကိုကူးပြောင်းဖို့ဒီရစူးစမ်းလာရတယ်စူးစမ်းလာပြီးတော့ပညာရက်ကလည်းအချိန်ရညာရန်ကိုပြောင်းလဲလာအဲ့လိုပြောင်းလဲဖို့နေရာမှာဆရာတို့ဒီမှာတော့ IT ပေါ့ ICT เนาะ information and communication เนาะအဲ့ technology အဲ့ system တွေကအခုကမ္ဘာမှာဆိုရင်ဆရာတို့ကဘယ်သူမှ control လုပ်လို့မရဘူး control လုပ်လို့မရဘဲနဲ့ကျောင်းသားတွေလူငယ်တွေပေါ့အခုတော်တော်များများတော့ဆရာတို့ဆွေးနွေးနေကြတာလူငယ်တွေအကြောင်းလူငယ်တွေကအကျဉ်းကိုအလုပ်လုပ်နိုင်ရတယ်သူတို့ရဲ့ဒီနောက်တရားဆိုရင်ဘယ်လိုမှထိန်းဖို့လို့မရဘူးစမ်းပြတာအဓိကတော့ဆရာတို့အပြင်ပညာရဲ့ကွန်ပျူတာပညာရဲ့အနည်းနဲ့တည်းမတူတော့ဘူးသူကဘယ်လိုတိုးတက်လဲအဲ့ဒီပညာရဲ့မှာ
င်မျိုးတိုးတက်အောင်လုပ်နိုင်တယ်။အဲကြောင့်ဆရာတို့နေအောင်ဆိုပြီးတော့ဆရာကြီးက plan တွေချပြီးတော့ IT တို့ electronic တို့အကောင့်ထဲပေါ်ပြီးတော့ဆောင်ရွက်တာ။နောက်မကြာဘူးကာလမှာဆိုရင် IT ပညာရပ်ကဆရာကြီးတို့စီမှာတကယ်ကိုတွင်တွင်ကြွကြွနဲ့ဒါတို့သမီးတို့ကလည်း IT ပညာရပ်ကအခု farewell ဆိုတော့ final ကျောင်းသားတွေကပြီးသွားတာလည်းပြီးသွားပြီမဟုတ်ဘူးစက္ကန့်တိုင်းနဲ့အများအမြဲတမ်းပြောင်းလဲနေတယ်အဲ့ဒါကိုအမြဲတမ်းကိုလေ့လာနေရမယ်စီးပူးနေရမယ်နောက်စက်မှုခေတ်တုန်းကတော့ဆရာကြီးတို့ကဘယ်လိုဖြစ်လဲဆိုတော့အဖွဲ့အစည်းတစ်ခုမှာဒီပညာရပ်တစ်ခုကိုပဲဆရာတို့ကနေ့တိုင်းလုပ်သွားရင်နောက်ဆုံးတစ်သက်လုံးနဲ့လုပ်သွားကျွမ်းကျင်မှုဆိုတာပဲရှိတယ်ကျွမ်းကျင်မှုလိုက်ကိုဆရာတို့ရဲ့ facility ကိုလိုက်ပေးကြညနေကြပြီးသားဆိုရင်အာချီယာပူဇော်ပွဲတွေနောက်ဆုံးနေ့ကျောင်းကျောင်းသားများရဲ့နှုတ်ဆက်ပွဲခန်းနာကိုကြားရောက်လာတဲ့ကျောင်းအုပ်ကြီးမောင်ဝန်းကြီးခန်းနာမှုများနဲ့ဘာသာရဲ့အသီးသီးကိုတင်ပြပေးကြတဲ့ဆရာဆရာမများကို IT ဌာနပူဇာအထူးရဲ့ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။ဒီနေ့ဟာဆိုလို့ရှိရင် IT မိသားစုရဲ့မင်္ဂလာနေရာတော်နဲ့ဖြစ်တဲ့ပူဇာစပူဇာနေရာနဲ့ပူဇော်ထိုက်သူကိုပူဇော်ပြီးတော့ဂါရဝဆနိဝါဒဆဖြစ်တဲ့ရိုသေထိုက်သူကိုရိုသေမိမိကိုစီစီရုံနဲ့စွတ်စွပေါင်းပေါင်းလေးလုံးကြတဲ့ IT ဌာနအကြောင်းပြောသားများကိုလည်း IT ဌာနပူဇာကျေးဇူးတင်ပါတယ်လို့ပြောပါတယ်။ဒီနေ့ဟာဆိုလို့ရှိရင်မင်းတို့တွေရဲ့တနင်္လာကာလပတ်လုံးမှာတင် जा ပေးတဲ့ဆရာဆရာမတွေရဲ့ဂုဏ်ကျေးဇူးတွေကိုရှင်းပြပေးပါ။ဩဃာတာကာယကံဩကံဒီမှာကျူးလွန်ခဲ့သည်ရှိသောယောတိလေးမြတ်ဝင်ချတောင်းမှန်ပါသည်ခန္ဓာအစီအစဉ်400ကျောင်းသူများမှာကြောပစ္စည်းပေးရန်အတွက်နေရာယူပေးရန်မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာမြတ်သောဆရာအာစရိယကုနောအနန္တောပါမြတ်ဆရာအာစရိယအနွယ်ဝင်တွေပါမြတ်ဆရာမြတ်သောဆရာအာစရိယကုနောအနန္တောပါမြတ်ဆရာအာစရိယအနွယ်ဝင်တွေပါအတလဲတင်တဲ့ပြင်ဆုံးမသိပ္ပမချမ်းဘေးရန်စီကားတင်ရအဖို့ဆရာတို့ရဲ့ဝန်ငါးပြာသားတို့ချစ်တဲ့မြတ်ဆရာသမီးတို့ချစ်တဲ့မြတ်ဆရာသားတို့ချစ်တဲ့မြတ်ဆရာသမီးတို့ချစ်တဲ့မြတ်ဆရာကာတရားတင်ချီကဥညွတ်တွားဝတ်တွားကကြောအပ်ပါသည်ဆရာဘုရားနေရကိုင်းနေထားအာစရိယဆရာများမြင့်မှုတောင်းဦးမကကျူကျေးဇူးအနန္တကပါပန်းကလေးတွေရှင်သန်ပူပွင့်ဆွေညငွေညဝေဝေစာဥယျင်မှုခမဝန္တာရှာအချိန်တန်လို့အရွယ်ရောက်ဥယျင်မှုတယောက်မြိတ်လေရှာဩမြတ်တိဆရာအချိန်တန်အရွယ်ရောက်ခါလူလားမြောက်တဲ့တပည့်တွေပေါ်မှာပန်းကျွေသွားတဲ့သင်စီပမာအခြေချမ်းရစ်သူဒီဆရာတွေမှာတပည့်ကျောင်းကြီးရဲ့ဆရာဆရာမများအကျွေးလေးကြီးအဲ့ခါလေးမှာကြောက်ရပါတယ်ဖိတ်ကြားပါခင်ဗျာချစ်တဲ့မြတ်ဆရာသာရုချစ်တဲ့
တ်ဆရာမြတ်သောဆရာအာစရိယကုနောအနန္တောပါမြတ်ဆရာအာစရိယအနွယ်ဝင်တွေပါမြတ်ဆရာမြတ်သောဆရာအာစရိယကုနောအနန္တောပါမြတ်ဆရာအာစရိယအနွယ်ဝင်တွေပါအကြံလဲတင်တဲ့ပြင်းဆုံးမသိပ္ပမချင်ဘေးရန်စီကားတင်ရာအဖို့ဆရာတို့ရဲ့ဝန်ငါးပြားသားတို့